မင်္ဂလာပါရှင်ပထမသတင်းတပုတ်အနေနဲ့ဒီမော့ဆိုမြို့နယ်မှာအသက်3နှစ်အရွယ်စစ်ရှောင်းမိန်းကလေးလိမ်ပိုင်းဆိုင်ရာပြုကျစ်ခံခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ရှင်ဒီမော့ဆိုမြို့နယ်အတွင်းစစ်ရှောင်းစခန်းတစ်ခုတွင်အသက်3နှစ်အရွယ်မိန်းကလေးငယ်တဦးလိမ်ပိုင်းဆိုင်ရာပြုကျင့်ခံခဲ့ရတယ်လို့ကျူးလွန်ခံခဲ့ရတဲ့ကလေးငယ်ရဲ့မိသားစုဝင်တွေကပြောပါတယ်လင်ဖုံလေးမှာစစ်ရှောင်းလာသူအသက်35နှစ်အရွယ်အမျိုးသားတဦးကဒီဇင်ဘာလ6ရက်နေ့မှာကလေးငယ်ကိုလိမ်ပိုင်းဆိုင်ရာကျူးလွန်ခဲ့တယ်လို့ကလေးမိသားစုဝင်တွေကဆွဆွဲထားပါတယ်။အဲ့ဒီကလေးငယ်ရဲ့မိမကိုရင်ကအစိတ်အပိုင်းကိုအဲ့ဒီအမျိုးသားကလက်ဖြစ်ပြုတ်လုခဲ့တယ်လို့ကလေးငယ်ကပြန်ပြောတယ်လို့သူကဆိုပါတယ်။ဆွဆွဲခံရတဲ့အမျိုးသားကိုဒီဇင်ဘာလ10ရက်နေ့ည8နာရီခန့်မှာနေမြေကန်အဖွဲ့အစည်းတစ်ခုကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သူ့ရဲ့မိခင်ဖြစ်သူကပြောပါတယ်။ဒါပြင်အသက်40ကျော်သူ့ရဲ့သားက3နှစ်အရွယ်ကလေးကိုလိမ်ပိုင်းဆိုင်ရာကျူးလွန်ခြင်းကမဖြစ်နိုင်ဘူးလို့ဆွဆွဲခံရသူရဲ့မိခင်ကညှင်းဆိုထားပါတယ်။လက်တလုံးမှာကျူးလွန်ခံခဲ့ရတဲ့ကလေးငယ်ကစစ်ဆေးမှုခံယူနေရပြီးတော့အဖြစ်ထွက်လာခြင်းတော့မရှိသေးပါဘူး။ကလေးငယ်ရဲ့မိသားစုဝင်တွေကတော့ကျူးလွန်သူတွေကိုထိုက်တဲ့ပြစ်ဒဏ်ချမှတ်စေချင်တယ်လို့ပြောဆိုထားပါတယ်။မင်္ဂလာပါရှင်ဒုတိယသတင်းတပုတ်အနေနဲ့ပီကင်းအနောက်ဘက်မှာကားမီလောင်ပြီးတော့တိတ်ဆုံးနေတဲ့အမျိုးသားလောင်းတွေ့ခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ဖေခုံမြို့နယ်ပီကင်းအနောက်ဘက်မှာကားမီလောင်တိတ်ဆုံးနေတဲ့အမျိုးသားရုပ်အလောင်းကိုဒီဇင်ဘာလ12ရက်နေ့မှာတွေ့ရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။တိတ်ဆုံးနေတဲ့အမျိုးသားကစလင်းမိုးငတ်ကျေးရွာမှာနေထိုင်တဲ့သူဖြစ်ပြီးတော့လုပ်ငန်းရှင်ကုန်တင်မိသားစုကဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။ဒေသခံအချို့ရဲ့ပြောဆိုချက်တွေအရအဲ့ဒီအမျိုးသားကကားထဲမှာတက်စီလောင်းပြီးတော့အဆုံးစီရင်သွားတာလို့သတင်းပြန့်နှံ့နေပြီးတော့အချို့ဒေသခံတွေကကားထဲမှာတက်စီလောင်းပြီးတော့အဆုံးစီရင်မှုကမဖြစ်နိုင်ဘူးလို့မှတ်ချက်ပြုထားပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ Greenလူထုအတန် Green People Point အနေနဲ့စုံစမ်းအတည်ပြုနေဆဲဖြစ်ပါတယ်။မင်္ဂလာပါရှင်နောက်ထပ်သတင်းတပုတ်အနေနဲ့ဂရီနီမှာအချိန်ခါမှုမိုးရွာမဲဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ဂရီနီပြည်နယ်အပေါင်းဝင်တိုင်းနယ်ပြည်နယ်၈ခုကရက်တပတ်အတွင်းမှာမိုးရွာမှာဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန MOHADN ကထုတ်ပြန်ထားပါတယ်။ဒီဇင်ဘာလ15ရက်နေ့မှာဒီဇင်ဘာလ23ရက်နေ့အထိဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင့်တိမ်ထူတက်နိုင်တယ်လို့ဖော်ပြထားပါတယ်။ဒါကြောင့်ရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ကရင်နီပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကျကျမိုးရွာသွန်းမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။အချိန်ခါမဟုတ်မိုးရွာသွန်းခြင်းနဲ့အတူညပိုင်းအပူချိန်တွေကျဆင်းပြီးတော့အေးပိုနိုင်တယ်လို့လည်းအသိပေးထားပါတယ်ရှင်မင်္ဂလာပါရှင်နောက်ဆုံးသတင်းသဘောအနေနဲ့မော်လိုက်မှာစစ်တပ်ကတပ်ဆွဲထားတဲ့တောင်ကုန်းကိုတော်လှန်ရေးအဖွဲ့တွေကပြန်လည်သိမ်းပိုက်ပြီးတော့စစ်သား6ဦးသေဆုံးခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမယ်ရှင်စကိုင်းတိုင်းမော်လိုက်မြို့နယ်မှာစစ်တပ်စစ်ကြောင်းကယာယီတပ်ဆွဲထားတဲ့တောင်ကုန်းကိုတော်လှန်ရေးတပ်ဖွဲ့တွေကပြန်လည်သိမ်းပိုက်ခဲ့ပြီးတော့စစ်သား6ဦးသေဆုံးခဲ့တယ်လို့ Mola Revolution ကထုတ်ပြန်ထားပါတယ်။ဒီဇင်ဘာလ14ရက်နေ့နေ့လယ်7:00နာရီခန့်မှာမော်လိုက်မြို့နယ်စွန်နန်းရွာအနီးစစ်တပ်ကယာယီတပ်ဆွဲထားတဲ့ရန်ကင်းတောင်ကုန်းကိုတော်လှန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ပြီးတော့နေ့လယ်12:00နာရီခွဲခန့်မှာပြန်လည်သိမ်းပိုက်နိုင်ခဲ့တာလို့ဖော်ပြထားပါတယ်။အဲ့ဒီတိုက်ခိုက်သိမ်းပိုက်မှုအတွင်းမှာစစ်သားရုပ်အလောင်း6လောင်းနဲ့ MA1 တလက် MA3 တလက် MA15 တလက် G3 တလက်တင်းတင်းမမရှော့တိုက်3ခုလုံးကြီးပေါက်73ခုကြီးမျိုးစုံ1200တောင်းဂျမ်ဘာတလုံးသိမ်းစီရမိခဲ့တယ်လို့ဆိုထားပါတယ်။အဲ့ဒီရန်ကိန်းတောင်ကိုစစ်တပ်ကပြီးခဲ့တဲ့ဒီဇင်ဘာလ9ရက်နေ့နံနက်မှာအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးလာတဲ့အတွက်တော်လှန်ရေးတပ်ဖွဲ့တွေကဆုတ်ခွာခဲ့ရပါတယ်ရှင်။